Okay ရှေ့မှာလှည့်ထားတဲ့ဗီဒီယိုတွေတော့ကျွန်တော်မတင်တော့ဘူးဗျ။ဘာကြောင့်လဲဆိုတော့ဗီဒီယိုရှေ့နေမှာဆိုလို့အခုကတော့ကျွန်တော်တို့46ချိန်လှည့်ပြီးသွားတာဖြစ်ပါတယ်။ Star အဲ့ rechain coin ကတော့910ရှိပါတယ်ဗျ။လိုးနေတာကျွန်တော်က300ပေါ့လေ။ကျွန်တော်လေလာ skin ယူမှာမဟုတ်ဘူးဗျ။ကျွန်တော် double 11 skin ယူမှာပါ။ဒီ cushion လေးကိုရနေတာပေါ့နော်။ကဲအဲ့ကြတော့ကျွန်တော်တို့ဒီ free 2မှာလှည့်လိုက်ရအောင်ဒါကျွန်တော်ပတ်စံ6000ကုန်ပါတယ်အားလုံးပေါ့ဆက်လဲပြီ10ချိန်ကျွန်တော်မှာ skin မရှိတော့ကြတော့ဒီလိုပေါက်တယ်ကျွန်တော်စီမှာမရှိဘူး okay time to take the fit 50ဟာကောင်းပါဒိန်းနဲ့50တဲ့ okay 100ပေါက်တယ်622လုံးဖြစ်သွားပြီ59ချိန်ရှိသွားပြီနော်30ထည့်ရတယ်Sand rises when I get လောက်ပါအောင်50လောက်50လောက်လောက်ပါအောင်50ကွာရှစ်ကွာโอเค50ရပြီ900နောက်ထပ်2ချိန်ပဲထပ်ပေါက်ပြီကွာ2ချိန်โอเค50ပဲလို့တော့တယ် bro hey bro 955လုံးဒီချိန်လေးပေါက်လိုက်ပြီကွာဒါပေမဲ့တန်းတော့လဲရမှာပဲလေတိုင်းမ900တော့အောင်ပါဆိုပေါက်ပြီရှေးဟာဒီမန်းဒီချိန်မဲလဲပါကွာ50ရရင်ကိုရပြီတော့တိုင်းဝင်နေအများကြီးပုံမှာ200ကြီးလာပေါက်ပါတယ်တဲ့စောစီးစီးတွေက50ဒီလိုလေးပေါက်လိုက်ပါလားတန်းတော့ပထမတန်းတော့မှာတဲ့ဒိုင်းမွန်900ကုန်သွားပါတယ်လို့ဒိုင်းမွန်900ကုန်သွားပြီကွမ်းရ900ကျော်သွားပြီကဲ800ပဲလဲလိုက်တော့မယ်မတက်နိုင်တစ်ချိန်ချင်းလဲလိုက်တင်တာကျွန်တော်ကမဟုတ်ရင် recall ဖောက်လို့ရနေပြီလေ MPN recall လေးဖောက်လို့ရနေတော့ကွာအခုတော့ cushion ရပြီဒါပေမဲ့ချိန်10ချိန်လဲလဲအတွက်ကျွန်တော်တော်မတန်တော့ဘူးပေါ့ဗျာစုစုပေါင်း80ကျော်နီးပါး89ချိန်လောက်ကျွန်တော်လှည့်လိုက်ရတယ်